ငါ့မှာပတ်စံမရှိဘူးလေမင်းကလေ ဒီငါမှလည်းမရှိဘူးလေမင်းမရှိရင်သွားဝယ်တာဒါဟုတ်ပြောတာလေ ဩမင်းကလည်းငါမရှိမဟုတ်ပါလေမင်းမနေ့ကယူတဲ့ဆိုင်ထပ်ယူလို့မရဘူးလား မင်းကအကျွေးတော်မဆက်ရသေးတာအခုသွားထိုက်ပြီးငါထိုးလို့လိုက်မှာပေါ့ ဟိုဒုက္ခဩရဟိုတောင်းဝေးတို့ဘက်ကလေဆိုင်လေအဲ့ဆိုင်ကကုံစုံဆိုင်မဲ့လေ မင်းတခါငါတခါသွားယူလာတာဘောင်းနှစ်ခါကိုတိမစားသေးဘူး ဒီတော့ပတ်စံလည်းမရှိဆင်ရတော့ပြီကွာဩမင်းနေရဈေးတဲ့မင်းနဲ့ခင်တယ်လေဟိုဟာလေထုံးမောင်အေးအဲ့ဒါသူတို့ဆိုင်မင်းသွားရင်ပေးပါတယ်ဟာ မင်းသွားရင်ပေးပါလေသူ့စီမှာတောက်ချုပ်ယူလာတာခါဟိုနေ့ပေးပါမယ်ဒီနေ့ပေးပါမယ်ဟိုနေ့ပေးပါမယ်ဒီနေ့ပေးပါမယ်ဆိုယူထားတာ10ခါရှိပြီအကျွေးစင်းတော့ငါမမှတ်နိုင်လို့မမှတ်တော့သူ့ပေါင်ချထဲမှာပဲရှိတယ်နော်မင်းယူရတဲ့ဆိုရင်တော့မင်းသွားယူလိုက်နော်ငါမှလည်းတပြားမှမရှိဘူးအခုဘာလို့ကောင်းမလဲဆိုပြီးထိုင်ပြီးစဉ်းစားနေဘသူရှိရချီရင်ကောင်းမလဲဆိုတော့ထိုင်ပြီးစဉ်းစားနေသဘောပေါက်တယ်နော် တော်လေမင်းရတော့လေငါသိလားမင်းတကယ်ကုသကံထူရသိလား ဘာလို့ မင်း9ရက်သားသမီးอ่ะမင်းကိုနေတိုင်းမြတ်တာပို့လို့မင်းကျမ်းမအောင်ပါ ဘာလို့ 9ရက်သားသမီးရှိမှာမင်းကျွေးမကင်းဘူးလေအဲ့တော့မင်းကိုတို့လည်းကျမ်းမမကျမ်းမမသေးပါစေနဲ့လို့သူတို့ဆူတောင်းပေးမှာပေါ့ အေးအဲ့ဒီဥစ္စာငါတယောက်တည်းစားတာမဟုတ်မင်းမှာပါတယ်လေစားတာမင်းကကိုယ့်အကူကြတော့မရှာနိုင်ပဲငါကြတော့တခါတည်းထိုးထဲတယ်မင်းသွားယူလိုက်မင်းသွားယူလိုက် ဩဒုက္ခမင်းကမင်းနဲ့ပူရင်းနေလေဒီရက်ကွက်ကမင်းနေလာ ဒီစားမှာဘသူပဲရင်းနှီးပါ ဟာရကလီလာမင်းဂရီးမတီဘူးတော့ရအောင်လူဆိုဂရီးတီရတယ် ဟာဟဲ့လူကျုပ်ကဘာကိုဂရိပတိတာပြောပါဦး ဟာမင်းမင်းငါ့ကိုပြောလေ အမ် ရအောင်လို့ငါ့ကိုပတ်စံနဲ့1000လောက်ချီးပါဆိုကျွန်တော်လည်းမနေ့ကညပတ်စံရချီးမယ်တဲ့ဒီနေ့မနေ့ကရောက်နေပြီလေမင်းဂရီးမတီဘူးတော့ရအောင် ဟိုတော်တော်တောင်းပါတယ်ဗျာကျွန်တော်တကယ်မရှိသေးလို့ဟာဘာတွေပြောနေလဲဗျာခင်ဗျားအကျုပ်ချက်ချီးတာလေခင်ဗျားကလည်းအကျွေးတောင်းလို့ဖြစ်နေတယ်လေတောင်ပြင်ပြော ဟိုလေအဲ့ဒါဘယ်ဖြစ်နေဂရီးတော့တီးရမယ်လို့ဒီနေ့ချီးလို့ငါဆံဝင်စရာမရှိလို့ ကျုပ်ကပတ်စံမရှိဘူးခုမှမရှိတဲ့ပတ်စံလေးမှအကတအကြံလေးတောင်မှနှလုံးသွားထုံးလို့ နှလုံး ဟဲ့နှလုံး ခဏပိုင်ရထားလို့ ဟာကြားဆိုင်ကြားဆိုင် ချားဆိုင်တော့ပါလို့ ဟိုကြားသမျှဟာတွေကုန်ထိုးတာ အော် ဒုက္ခအဲ့ဒါလည်းမမွေးနိုင်